မင်္ဂလာပါရှင်ခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနှစ်တစ်ကူပွဲတော်ဖြစ်တဲ့မြန်မာရိုးရာတာတကြံပွဲကြားရောက်လို့လာနေပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့တွေကဒီနေ့ဒီကွန်မနမတွေအားလုံးစုပြီးတော့မုံလုံးရေပေါ်လေးလုံးမယ်ပြီးအိမ်နီးနားချင်းတွေကိုလည်းဝေမယ်ပြီးတော့ကျွန်တော်တို့ရဲ့ပျော်ပျော်ပါပါမုံလုံးရေပေါ်လေးလှူစားကြမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒီအတွက်ကျွန်တော်တို့အခုပြင်ဆင်နေပါတယ်ရှင်ဒါကတော့အခုမီးမွေးနေတာပဲဖြစ်ပါတယ်မီးမွေးပြီးရင်ကျွန်တော်တို့ရင်နွေးဦးကိုအရင်ဆုံးတည်ထားမယ်အဲ့တော့ကျွန်တော်အရင်ဆုံးမီးမွေးပြီးတော့ရင်နွေးဦးကိုကြိုပြီးတော့တည်ပေးထားပါတယ်ကျန်တဲ့အကူတွေအမတွေမလာခင်မှာဒါကတော့ကျွန်မရဲ့တောင်းပေါ့နော်ဒါကျွန်မကြိုတင်ပြင်ဆင်ထားတာဖြစ်ပါတယ်တော့မုံလုံးကြီးပေါ်လုံးဖို့အတွက်ဆိုလို့ရှင်ဘာတွေလိုအပ်လဲဆိုတော့ကျွန်တော်တို့ကောင်းမြင်းဆန်မှုတ်ရယ်ဆန်ရိုးရိုးဆန်မှုတ်ရယ်နောက်ပြီးတော့ထညက်ရယ်အုံသီးရယ်လိုအပ်ပါတယ်ကျွန်တော်တို့အရင်ဦးဆုံးကောင်းမြင်းဆန်နဲ့ဆန်မှုတ်ကိုရောမှာဖြစ်ပါတယ်ရေအချိုးစားညီညီထည့်ပြီးတော့ကျွန်တော်တို့မုံနှစ်ပုံစံရအောင်လို့နှဲထားပါမယ်ရှင်ဒါလေးတွေကတော့ကျွန်တော်တို့ထညက်ကိုလေးစိတ်စိတ်နေတာဖြစ်ပါတယ်ပုံလုံးကြီးပေါ်စားတဲ့အခါအဓိကအသက်ကတော့အုံသီးပဲပေါ့ရှင်အဲ့တော့ကျွန်တော်တို့အုံသီးကိုခွာမယ်ပြီးရင်အုံသီးကိုကျွန်တော်တို့ချက်ထားမှာဖြစ်ပါတယ်အုံသီးချစ်ပါမယ်အုံသီးချစ်ပြီးအားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့မုံလုံးကြီးပေါ်စားလုံးပါမယ်ရှင်ကျွန်တော်တို့ခုနကမုံနှစ်တွေကိုအလဲမှာထညက်ထည့်ပြီးတော့လုံပြီးတော့ရင်သွေးဆူဆူတဲကိုထည့်ပြီးပြုတ်လိုက်ရုံပါပဲဒါဆိုရင်တော့အရသာရှိတဲ့မုံလုံးကြီးပေါ်လေးတွေရပြီဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့အိမ်နီးနားချင်းတွေဝေပြီးတော့အတူတူစားကြမှာပဲဖြစ်ပါတယ်ဒီပါဘူဝါညာဘူးတော့တော့အနည်းကင်းရပါတယ်ဒီကင်းရပါတယ်သွားရလာကြမှာခလို့ရှင်းနေတာကျန်တဲ့ဦးဆောင်နေရောက်ကြပါကောင်းများပြီးကောင်းများရံကောင်းများအနေနဲ့ဖိတ်စားပြီးတော့ဒီဟာဒီတော့သိတဲ့ဆန်နဲ့ရရှိရပြီးသားရှိတဲ့ဆန်နဲ့နေပါပြီသွားရလာကြပါလားညနေကြီးဖြစ်ခင်ပြီးတော့တန်ကြာသနာရအဲဒီလိုမှကြောင်းနေညာသိသွားဘူးပါလူဟာဌာနနဲ့ပြည်တယ်ကျန်တဲ့အောင်ဆောင်းနေရောက်ကြပါဘူး
안녕하세요.